base တန်ခတ်ပြပြင်းကိုမှကြိုက်တဲ့သူတွေအတွက် Transmat ရဲ့ band 2အောက်ဘဝအနေနဲ့60ဝါပါရှိပြီးတော့သူ့မှာဆိုရင် base တန်တွေကိုနှစ်ဆမြင့်ပြီးနားထောင်လို့ရမယ် Sound Plus Technology System လဲပါတယ်သူ့မှာဆိုရင်ညီမကြိုက်တဲ့တစ်ချက်ကတော်တော်လေးကိုမှပို့တယ်ပဲဖြစ်တယ်အဲ့ဒါအပြင်ကိုလွေရိုးလေးလဲပါတာဆိုတော့ဘီနီယာသွားအလွယ်တကူတည်သွားလို့ရမယ်နောက်တစ်ခုက Bluetooth version အနေနဲ့ 5.3 ထိသုံးပြီးထားတာဆိုတော့ချိတ်ဆက်မှုမြန်ဆန်မယ်မျိုးစားတို့နှစ်ခုကိုတပြိုင်တည်းချိတ်ဆက်လို့ရမယ် Stereo Pay ရဲ့ system လဲပါတာဆိုတော့အရန်ကိုအဆင်ပြေသူက90 watt ရှိတဲ့ဒီ speaker ရဲ့အသံထွက်ကိုညီမနဲ့အတူတူ sound test လေးလုပ်ကြည့်ရအောင် Angels up in the clouds, but just know without something so we'll be ordinary. You got me kissing around, but it's sanctuary. Try to be what you thought, will not return me to die. Angels up in the clouds, but just know. နားထောင်ကြည့်ရသလားအောက်ဘဝ90 watt ရဲ့ bass တန်ကတော်တော်လေးကိုမှအကျန်းစားမိုက်စားဖြစ်တယ်အဲ့တော့ဒီ speaker လေးကိုကြိုက်နေတဲ့လို့မှာယူခြင်းနဲ့ဆိုရင်ညီမတို့ရဲ့ Facebook page TikTok channel တွေကနေလာရောက်ဆက်သွယ်မှာယူလို့ရပါတယ်ရှင်အားလုံးပဲ bye bye